အားလုံးမင်္ဂလာပါဒီနေ့ကတော့ဗောနော်ပစ္စည်းလေးတွေရောက်ထားတဲ့ဟာလေးတွေကိုကျွန်တော်မနေ့ကကြရင်ပို့ရမယ့်ဟာလေးတွေအတွက်ခွဲနေရပါတော့ cleanser လေးတွေပါမယ်ပြီးတော့ဒီလို VC Premium ရှိပါတော့ skin care set တွေတစ်ဆက်စားပါမယ်မျိုးသားတွေကကြတော့အပြည့်ကြီးမလင်းချင်ဘူးကွာပြည့်မလင်းချင်တဲ့ခါကျတော့သူတို့ကဒီ cleanser လေးရယ် moisturizer ရယ်ပြီးတော့ဒီ VC Premium ရှိလေးရယ်ပြီးတော့ next set ဒါကကြတော့ sun cream လေးရယ်ပေါ့နော်ဒီ၄မျိုးလောက်ပဲသူတို့ကအဆင်ပြေမယ်သူတို့အတွက်ဆိုရင်အများကြီးဆိုရင်မျိုးသားတော်တော်များများလိမ့်ရမှာပြင်းသွားမိန်းကလေးလောက်စိတ်မရှိဘူးကွာအဲ့တော့သူတို့အတွက်လည်းဒါဆိုလို့ရှိရင်အများမများဘူးခလင်ညနာတစ်တာကတော့သူတို့လည်းတစ်တယ်ပေါ့နော်ပုံမှန်အဲ့တော့ဒီ၃မျိုးလောက်ပဲပေါ့နော်အဲ့တော့ moisturizer လိမ့်မယ် VC လိမ့်မယ် sun cream လိမ့်မယ်ဒါလောက်ဆိုရင်သူတို့အတွက်ကအသားရည်လေးလည်းပိုကောင်းလာမယ်ပို့ပြီးတော့လည်းအဆင်ပြေမယ်သူတို့အလုပ်အရင်မချုပ်တော့ပေါ့နော်အများတန်း make up ကြီးလိမ့်နေလို့ရှိရင်အပြင်ထွက်လို့ရှိရင်အများကြီးတာကွာ make up ထူထူကြီးနေပေါ့နော်အဲ့လိုမျိုးပေါ့မျက်နှာအသားရည်လေးကောင်းလို့ရှိရင်ဘယ်တော့သွားကိုဘာမှမလိမ့်ထားတဲ့ဘူးဆိုရင်တောင်မှပေါ့နော်အသားရည်ကောင်းတဲ့အတွက်အဆင်ပြေတယ်ဒါကြောင့်မလို့နောက်ပိုင်းမှာ skin care ကိုသုံးလာကြတယ် skin care မှာလည်းဒီလိုမျိုး quality ဖြစ်တဲ့ skin care ကိုသုံးဖို့လိုအပ်လာတယ်ပေါ့ဈေးကွက်ထဲမှာပစ္စည်းတွေအများများတယ်ပစ္စည်းတွေအများများပြီးတော့တကယ်ကောင်းတဲ့ product ဆိုတာမျိုးကကိုယ်ကိုယ်တိုင်စမ်းကြည့်မှအချိန်ကြီးအများကြီးကြာပြီးမှဘယ်ဟာကောင်းလဲဆိုတာမျိုးသိရတာပေါ့နော်အဲ့တော့အချိန်ကြီးအများကြီးကုန်ခံချင်ဘူးဆိုလို့ရှိရင် quality ကောင်းတဲ့ product ကိုတစ်ခါတည်းနဲ့ဝယ်ပြီးတော့သုံးကြည့်ပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျမတို့မဝေပါ Elegant Touch ရဲ့ Manly Reseller ပဲဖြစ်ပါတယ်ဒါလက်ပါတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင် Elegant Touch. Unveil your authentic self.